initial လို့ပဲကျွန်တော်အလွယ်ကူဆုံး natural minus k တွေရှိ natural minus k ရှိ harmonic minus k ရှိရော natural minus k ကိုရေးဆုံးပြမယ်အလွယ်ဆုံးမှတ်နေပါလဲဒါ a နဲ့မှာကျွန်တော်လိုက်ရှာမှာ g မှာလား do ma fi do a မှာပဲရေးမှာ a b c d e f တော့ရှော့လေ a b c d e f g a b c d e f g a အကွက်နဲ့ဆို9ခွန်8 9ခွန်8 9ခွန်9ခွန်8 9ခွန်8 9ခွန် a မှာဒီတော့ a minus k ပေါ့ e ရဲ့ natural minus k g မှာဒီတော့ g ရဲ့ natural minus k ပေါ့ပြမယ် a b c d e f g a 9ကွက်9ခွန်8 9ခွန်8 9ခွန်9ခွန်8 9ခွန်8 9ခွန် A B C D E F G A A B C D E F G A 9ခွန်8 9ခွန်8 9ခွန်ဒီမှာဒီတော့ initial minus k ကြီးမှာတော့တိလိုက်တော့စိတ်ထဲမှာဒါပါလေကြီးဆိုပေမဲ့စိတ်ကမှတ်ထားမှာပါလေ9ခွန်8 9ခွန်8 9ခွန် A B C D E F G A အဲ့လိုလေးပဲမှတ်ထားဘာမှတော့ TTI ကောင် minus B မှာတော့ဒီတော့ B natural minus k ပေါ့မှတ်ထားမှာ9ခွန်8 9ခွန်8 9ခွန် A B C D E F G A natural minus k